မင်္ဂလာပါရှင်ဈေးတက်တဲ့ခြံလေးလိုချင်တဲ့မိတ်ဆွေများအတွက်ထောင်မှုကျေးရွာလာမဓမ္မရှိတဲ့ခြံလေးတစ်ခြံနဲ့မိတ်ဆက်ပေးပါမယ်ဒီလမ်းလေးကတော့တထောင်ကနေပြီးတော့မုတ်တမဖအန်ထိသွားလို့ရတဲ့ခံကြီးဆက်လမ်းလေးပေါ့နော်ကဲခြံလေးစီသွားမယ်နော်ခြံလေးကဒီအစိမမြင်ရတဲ့ဖះမုံဝဘေးမှာပဲရှိပါတယ်အစိမကဒါရွာလဲကွန်ကရစ်လမ်းမဖြစ်ပါတယ်ကဲရောက်ပါပြီခြံရှိမှာမိတိုင်ရှိမယ်ဒီဖះမုံဝဘေးကက်ရဲ့အကွက်ကလေးကကြတော့နနဝ35ပေရှိတယ်အနောက်ကိုပေ60နီးပါးရှိပါတယ်ဈေးနှုန်းကတော့340ညှိနှိုင်းလေးနဲ့ခေါ်ထားပါတယ်เนาะဒီဘက်ခြံလေးကကြတော့နနဝ35ပေအရှိပေ80ဝန်းကျင်ဖြစ်ပါတယ်သူကတော့380ညှိနှိုင်းဖြစ်ပါတယ်လမဒန်လိုချင်တယ်ဈေးကလည်း100ကျော်ပဲသုံးမယ်ဆိုရင်တော့ဒီခြံလေးတွေကိုမြန်ပဲစဉ်းစားလိုက်တော့ပေါ့နော်နေရာကောင်းတဲ့အကွက်ကွင်းအချက်ချကြတဲ့ရွာအဝင်ဝပဲဖြစ်ပါတယ်